အခုဒီဗီဒီယိုလေးကစီပီနဲ့ရှာလီလေးကိုရှင်းပြပြီးမှဖြစ်ပါတယ်ဒီခံရနေတဲ့စာရှိလို့ဆိုရင်ဒီကွာလို့ထွေးလို့လည်းဒီလေးကိုဝင်ပြီးပါအဲ့ဒီဒီမှာစီပီနဲ့ဝင်ရှာလို့ရတယ်ဟာဘူးဘယ်ခန်းဒီမှာဝင်ရှာလို့ရလဲဆိုတော့ရှင်းပြပေးပါမယ်ဒီမှာတကယ်ရှာလို့ရပါတယ်ဒီမှာတကယ်ရှာလို့ရပါတယ်ရှာလို့ကောင်းလို့ကတော့ဒီ10မိနစ်ကို10မိနစ်ခန့်မှာရှာများပါတယ်အဲ့လိုရဘူးကျွန်တော်စမ်းဘလို့ထူအောင်လဲဆိုတာကိုရှင်းပြပေးပါအခု10မိနစ်ခန့်လေးဝင်လိုက်မယ်ဒီလိုရှိရင်ဒီမှာဒီမှာဒီ1ဒေါ်လာလောက်ပဲဒီမှာကစမောအဲ့ဒါလေးကို UAP ပြီးဆိုပြီးတော့ဖြစ်ပါတယ်။ဘာလို့မှကိုကဒီနေရာလေးကိုကြည့်ရမယ်။နော်ဒီနေရာလေးကိုကြည့်ပြမှာဖြစ်ပါတယ်ဒီနေရာလေးကိုဒီနေရာလေးမှာဘယ်လိုမျိုးတွေလာလဲဆိုရင်ဒီတနလေးမှာစမောနှစ်ကျင်းလို့နော်စမောနှစ်ကျင်းလာပြီးပါလို့ရှိရင်ရက်တစ်ကျင်းလာတာလို့ပြည့်နှစ်ကျင်းလာလို့ရှိရင်ဒီစမောတစ်ကျင်းရက်တစ်ကျင်းဒီစမောနှစ်ကျင်းပြည့်နှစ်ကျင်းအဲ့လိုမျိုးတွေလာရှိပါတယ်အခုဒီမှာဥပမာပြဒီမှာဒီနေရာလေးမှာကဒီနေရာလေးမှာဆိုကြဒီနေရာလေးမှာဆိုလို့ရှိရင်ဘယ်သုံးချိန်လာလို့ရင်နောက်တစ်ချိန်မှာဟိုကအသေးလာမယ်ထင်လို့ရှိရင်နော်ဒီအသေးလေးကိုတစ်ချက်ရွေးပြရဖြစ်ပါတယ်အသေးလာမယ်ထင်လို့ရှိရင်အနေအကိုအသေးလေးရွေးပြီးနော်ဒီနေရာလေးကိုအသေးလေးရွေးပြီးရပါတယ်那蛮简单的。那对呀，对喏。那在把三六多方面做了新，要有的嘛。那如果什么的话呢，就是什么家的什么中的做了新，的什么屋里的有的那个，的嘛我们都家上了做了新，的嘛，对呀，汤。ဘာလို့လဲပြပေးထားတော့เนาะ။မဘောကလည်းတော့တရားစာတူမယ်လို့ရှိရင်ဒီမှာဒီနေရာလေးမှာမတရားအမှန်မကြည့်ဆိုပြရကိုအများလေးမှာ200တို့ကိုက200တို့မယ်လို့ရှိရင်ဒီအများလေးကိုဒီမှာဒီအပေါင်းလေးကိုတစ်ချက်နှိပ်ပြီးလို့ရှိရင်ဒီနေရာလေးမှာဒီတစ်ဆိုတဲ့နေရာလေးမှာကဒီတစ်ဆိုတဲ့နေရာလေးမှာကနဲ့လို့ပြင်းကြီးပြောင်းပြပါတယ်အပေါင်းလေးကိုဘေးအပေါင်းလေးကိုနှိပ်ပြီးလို့ရှိရင်အဲ့ဒါဆိုရင်နေရာပြည့်သွားပြီနော်ဟိုက900ဆိုနေရာဟို300ဟိုအပေါင်းလေးနှိပ်ပြီးဒီတူတူပြရတယ်ဒီမှာတော့ဘူးကြိုက်တဲ့ငွေအမောက်တွေရွေးထိုးပြီးလို့ရပါတယ်နော်ကျွန်တော်နောက်ကြကြမှာရင်ဒီဗီဒီယိုလေးတွေကတ်တင်ပြီးမှဖြစ်ပါလေ